ဒီပွဲမှာလူတိုင်းသိတဲ့အတိုင်းပဲအောင်လားအောင်ဆန်းအနိုင်ရသွားပါတယ် knock out နဲ့အနိုင်ရသွားတာပါ Kardashian ကသူ့ရဲ့ဒီတငယ်ချင်းကြီးလည်းဖြစ်တယ်ပြီးတော့အရန်ရင်းနှီးတဲ့မိတ်ဆွေလည်းဖြစ်တယ်အောင်လားအောင်ဆန်းရဲ့နောက်ဆုံးပွဲလည်းဖြစ်တဲ့အတွက်ဒါကဒီ fight ကသူ့ရဲ့ပုံစံမဟုတ်ဘူးဒီဘဲရဲ့ပုံစံမဟုတ်ဘူးဒီဘဲကတော်တော်ကိုမှအသေးကြိတ်တဲ့ fighter အဲ့လိုကြီးထိုးပုံထိုးပေါက်မျိုးမဟုတ်ဘူးဒါသူ့ပုံစံမဟုတ်ဘူးဒါကျွန်တော်ရဲ့အမြင်ကိုပြောပြမယ်ဆိုလို့ရှိရင်ကွဲခံပြဲခံပြီးတော့အောင်လားရဲ့စန္ဒကိုဖြည့်ပေးလိုက်တယ်လို့ကျွန်တော်အရင်ဆုံးပြောချင်ပါတယ်ကျွန်တော်အဲ့လိုပဲမြင်ပါတယ်ပေါ့နော်ဆိုတော့တကယ်ကိုမှစိတ်နှလုံးလှပတဲ့ဆွီဒင်သား fighter Kardashian ပါဆိုတော့လုံးဝ respect ပါတကယ်ကို respect ပါပွဲပြီးလို့သူတို့နှစ်ယောက်နှုတ်ဆက်တဲ့အချိန်မှာတော်တော်ကိုမှဒီခင်ခင်မင်းမင်းပျော်ပျော်ရွှင်ရွှင်ကိုတွေ့ရတယ်ဗောနော်အရန်ပီတိဖြစ်ရပါတယ်အဲ့ဒီအခိုင်အတန့်လေးကိုဆိုတော့ဒီလိုမျိုးလုတ်ပေးနိုင်တယ်ဆိုတာတော်ယုံတန်ယုံ relationship မဟုတ်ဘူးဆိုတော့လုံးဝကိုညာပြီးတော့ကစားသွားတယ်လို့မြင်တယ်ဘသူမှတော့အကွဲခံပြဲခံပြီးတော့ဘသူမှတော့ဒီလိုမျိုးဒီ sacrifice လုပ်မှာတော့မဟုတ်ဘူးဒါပေမဲ့အောင်လားအတွက်သူကအခုလိုမျိုးအောင်လားရဲ့စန္ဒကိုဖြည့်ပေးလိုက်တာလို့ပဲကျွန်တော်မြင်တယ်ဗောလေဆိုတော့ brother တို့ရောဘယ်လိုမြင်လဲမြင်တဲ့ပုံစံလေးကို comment မှာတစ်ချက်လောက်ရေးသွားပေးပါဆိုတော့ကိုအောင်လားကြီးရဲ့ The Last Dance လုံးဝ completely အောင်မြင်သွားပါပြီသူ့ရဲ့စန္ဒလည်းပြေဝသွားပါပြီဆိုတော့ထပ်တူဝမ်းသာရပါတယ်တစ်ဆက်တည်းမှာပဲဝမ်းနဲ့မျက်ရည်တွေလည်းအသီးသီးကြားခဲ့ရပါတယ်ဆိုတော့တကယ်ဗျာလုံးဝကိုသိလားတင်မလားမခံစားနိုင်စိတ်ထဲမှာကျွန်တော်ထိန်းထားတယ်ကျွန်တော်ထိန်းထားပါသေးတယ်ဒါပေမဲ့အဲ့လိုမျိုးအပြုံးမူလေးတွေဒီလက်အိတ်ချော့ပြီးတော့လက်အိတ်ချော့လိုက်တာနဲ့စိတ်ထဲမှာလုံးဝကိုမှဒီခံစားသွားရတယ်ဗောနော်စိတ်ထဲမှာမကောင်းမှုဖြစ်သွားတယ်ဆိုတော့မျက်ရည်တောင်ကြားမိတဲ့ပွဲပါဆိုတော့ brother ကလည်းအများဆုံးမြန်မာနိုင်ငံအတွက်အများဆုံးလုပ်ပြပေးပြီးသွားပြီလုပ်ခဲ့ပေးပြီးသွားပြီဆိုတော့ brother တာဝန်ကြည်ပါတယ်ဒါပေမဲ့အကိုအောင်လားအန်ဆန်ကကျွန်တော်တို့ရင်ထဲမှာထာဝရရှိနေတယ်ဆိုတာကိုတော့ယုံပေးပါတကယ်လည်းယုံပေးပါပြီးခဲ့တဲ့ဒီအရင်နှစ်တွေတုန်းကသူကျွန်တော်တို့စားတောက်ဆိုင်ကိုလာတယ်ဓာတ်ပုံအတူတူတွေ့ရိုက်တယ်အရန်စိတ်ကောင်းရှိစေတနာရှိတဲ့ fighter ပါဆိုတော့ဒီလိုမျိုးအနိုင်နဲ့ပွဲလှပပတည်တတ်လေးဆုံးသက်သွားတဲ့အတွက်လည်းတကယ်ကိုမှအကောင်လားအစားဝမ်းသာ